စစ်ကြိုခေတ်ကနေ1969ခုနှစ်အတွင်းကသတင်းတောက်အာရှဦးကျော်ရိုက်ကူးခဲ့တဲ့ရှားပါးဓာတ်ပုံ150ကျော်ကိုဦးကျော်ရာပြည့်အဖြစ်နဲ့မတ်လ2ရက်နေ့ကရန်ကုန်မြို့မှာပြသခဲ့ပါတယ်။အာရှဦးကျော်ဟာကိုလိုနီခေတ်စစ်ကြိုခေတ်ဂျပန်ခေတ်စစ်ပြီးခေတ်နဲ့ဖဆပလခေတ်တွေမှာမြမအလင်းနဲ့ဟန်တာဝရီသတင်းစာတွေရဲ့ဓာတ်ပုံသတင်းတောက်ဖြစ်ခဲ့ပြီးအဲ့ဒီခေတ်ကာလရဲ့ရန်ကုန်မြို့ပုံရိပ်တွေဗိုလ်ချုပ်အောင်ဆန်းနဲ့အမှတ်တရရှုခင်းပုံတွေကိုတန်လွင်လန်းကပကြီးပြကန်းမှာပြသခဲ့တာဖြစ်ပါတယ်။အာရှဦးကျော်ဟာ1988ခုနှစ်မတ်လ10ရက်နေ့မှာကွယ်လွန်ခဲ့ပြီးလာမယ့်မတ်လ10ရက်နေ့မှာဆိုရင်အသက်100တင်းပြည့်မှာလည်းဖြစ်ပါတယ်။ဦးကျော်ရဲ့မြေဥဒေသကဒီသမိုင်းဝင်အမှတ်တရပုံတွေကိုရောင်းချသွားမှာဖြစ်ပြီးအဖိုးအတွက်အလှူဒန်းပြုလုပ်သွားမယ်လို့ဆိုပါတယ်။ကျွန်တော်ဖို့100ပြည့်ခန်းသားနေနဲ့ဒီပြပွဲကိုပထမဆုံးကြည့်ပြတာလားပါအဖိုးရတဲ့သတင်းဓာတ်ပုံတွေအဓိကထားပြီးပြသပါတယ်သတင်းဓာတ်ပုံရနောက်သူရိုက်ထားတဲ့တင်မော်ကြော်ကြားတဲ့ပုံကိုယ်တွေပေါ့နော်ရောင်းရငွေများကိုကျွန်တော်ပုံ100ပြည့်ဟဲ့လားအိမ်မနေနဲ့အဖိုးအတွက်လူတန်းတော့မှာဖြစ်ပါတယ်အာရှဦးကျော်ရဲ့လက်ရာဓာတ်ပုံတွေကိုနဂရက်နဲ့တကွဝယ်ယူမယ်ဆိုရင်ကျပ်9သိန်းဖြစ်ပြီးတော့ဓာတ်ပုံကြီးတက်တက်ဆိုကျပ်3သိန်းခွဲနဲ့ရောင်းချမှာဖြစ်တယ်လို့ဆိုပါတယ်အာရှဦးကျော်ရာပြည့်အမှတ်တရဓာတ်ပုံပြပွဲကိုအသက်60အရွယ်ဇနီးဖြစ်သူဒေါ်ကြီးလည်းတက်ရောက်ခဲ့ပါတယ်